နေရန်ပူတဲ့ strawberry ဒီလက်လက်ဆက်ဆက်လေးနဲ့အေးအေးလေးဖြော်တောက်ကြမယ်ထူးထူးခြားခြားပါဝင်ပစ္စည်းရမရှိဘူးနိုးစီနိုးစိမ့်လေးထဲမယ် strawberry ဒီလေးနဲ့စားလေးအလက်တက်ထဲမယ်အဲ့လိုလေးပဲဖြော်လိုက်တယ်ဒီဖက်လေးနဲ့စားရကြိုက်တော့ဒီဖက်လေးများများထည့်ပြီးတော့ဖြိုထားတာလေးထည့်ပြီးတော့တောက်လိုက်ရုံပဲရတာတော့ရှယ်မတ်တန်တောက်ကြပါအောင်ဒီလေးနဲ့ပါလာစင်ထားတယ်လုံးဝ perfect ဖြစ်သွားပြီစိတ်လေးနဲ့တောက်လို့ရမ်းကောင်းကဲတော့ကိုပြုတ်ကိုကောင်းဖွဲ့ရပါရမ်းတောက်လို့ကောင်းပါတယ်အားလုံးတောက်ကြည့်ပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်